ဗီဒီယိုတစ်ခုလုံးစာသားတွေနဲ့ edit လုပ်ပြီးခါမှာကွယ်ကိုပဲမကျွမ်းစီလို့လားမသိဘူးတစ်ခုလုံးပြောက်သွားတယ်ဆိုတော့စကားပြောရနေပဲပြန်ထည့်လိုက်တော့မယ်ခုကတော့ Christmas ကွင်းလေးပေါ့နော်အဲ့ဒီကွင်းလေးထဲမှာကွင်းလေးတစ်ခုလိုပါမယ်ကွင်းလေးထဲမှာချီစိမ်းရောင်လေးနဲ့တိုင်ရှိခါ30ထိုးထားပါတယ်ပြီးရင်အဖြူရောင်ပြောင်းပြီးတော့တိုင်တူတစ်ခါနောက်တစ်ပတ်မှာတိုင်ရှိ5ခါတိုင်ရဲ့ပေါက်မှာရှက်ကော့တစ်ခါနဲ့တကွင်းလုံးပြည့်အောင်ထိုးသွားပါတယ်တကွင်းလုံးပြည့်သွားလို့ရှိရင်ရှက်ကော့လေးနဲ့ချိတ်ပြီးတော့ချီစားဖြတ်လိုက်ပါမယ်ချီစားလေးကိုဖြတ်ပြီးတော့တည်ရဖြစ်သွားအောင်လို့ချီစားလေးကိုပြန်သိမ်းပါတယ်ချီစားလေးကိုတိုင်ရှိလေးဓာတ်ထဲကိုထိုးထည့်ပြီးတော့သိမ်းလိုက်ပါတယ်နော်ပြီးတော့ချီနီအောင်လေးကိုပတ်လက်မှာလိုက်ထိုးပါမယ်သူကတော့ပေါ်တစ်ချက်ထိုးလိုက်အောင်တစ်ချက်ထိုးလိုက်နေပဲအနီအောင်လေးရောသွားအောင်လုပ်တာပါပတ်လက်ထိုးပါတယ်ချီတူတော့လေအားကမလောက်ဘူးအားကြောင့်မို့ပြန်ချိတ်ပြီးတော့ထိုးရပါတယ်မိချစ်လေးနဲ့လူရင်လူတလူအစားတတ်ပါတယ်ဘိုးကလေးတစ်ခုလုံးမယ်ဘိုးလေးတစ်ခုလုံးမယ်ဆိုတော့ measuring ထဲမှာတိုင်ရှိချိန်နှစ်ခါတိုင်ရှိနှစ်ခါပြီးတော့ချိန်နှစ်ခါရှက်ကော့တစ်ခါချိန်နှစ်ခါတိုင်ရှိနှစ်ခါချိန်နှစ်ခါရှက်ကော့နှစ်ခါပြီးရင်ကျိုးစားလေးကိုဆွဲဆေးလိုက်ရင်တော့ဘိုးပုံစံလေးတစ်ခုရပြီပေါ့နော်ကျိုးစားလေးဆွဲဆေးပြီးတော့ငကိုကျိုးစားလေးနဲ့ခြီလိုက်ပါမယ်ခြီလိုက်လို့ရှိရင်ဘိုးလေးတစ်ခုရပါပြီအဲဘိုးလေးကိုခုနကကွင်းလေးမှာကော်နဲ့ကတ်မယ်ပေါ့နော်အခုကတော့ကော်ကုန်နေတာမို့လို့ဒီဗီဒီယိုမှာတော့ကော်ကတ်တာလေးကိုမလုပ်ပြတော့